အားလုံးပဲမင်္ဂလာပါကျွန်တော်လည်း series ခုကနေပြီးတော့ကြိုဆိုလိုက်ပါရှင်ဒီကနေ့ cook ရမဟုတ်ဘူးเนาะဒီကနေ့မှာ series က cold cut or cheese board ကိုလုပ်မှဖြစ်ပါတယ်ရှင် The ingredients တွေနဲ့စကြရအောင် so strawberry ရှိမယ် and then grapes nuts cheese တစ်မျိုးကြံခဲ့ပါတယ် series အကြိုက်ဆုံး cracker honey ဒါဟိုမြန်မာလိုဘယ်လိုခေါ်မလဲဒီဟာအစိမ်းစားလို့ရတဲ့ဟာပေါ့เนาะအမဲသားစားအောင်စားကြလိုက်အမဲသားဝတ်သားကဲစီမယ်အရန်ကိုခက်တယ်ဘယ်လိုလုပ်ကြမလဲအဲ့တော့ဒီပဲအေး nuts အစီလားစိတ်လားလို့ခေါ်အဲ့တော့စားပါမယ်စားပါချက်မယ်ဒီကကိုပေါ့ပြင်ချင်းလို့ပြင်မယ်နော်အားလုံးမှားမှန်တာ I don't care နော်အားလုံးကိုဘဇက်တဲ့စားဖို့ကိုပါဇက်တဲ့စားဖို့ကိုပါဇက်တဲ့ထဲဖို့ okay နော်အားလုံးရောင်းဖို့မဟုတ်နော်အားလုံးအပျော်နဲ့ကြည့်ပါ don't be too serious okay ဒီဟာကလည်းအားလုံးအခုတလောအရင်ကိုသတင်းထွက်နေအန်ဒီရဲ့များတယ်เนาะအဲ့တော့ဖြစ်နိုင်တယ်ဆိုရှင်ဒါ series တကယ်စားကြလို့ကိုဝယ်လာဒါပေမဲ့ဒါကိုစားနေပဲမစင်းနဲ့ baking soda နဲ့ပါစေးเนาะထက်ခါလဲစေးဒီဟိုဟာအရေးကုန်မဟုတ်ပါအဖက်တွေကျွတ်သွားတဲ့အထိเนาะဒီဟာပဲကျန်တဲ့အထိကိုစေးဒါချမယ်နှမျိုးပါနောက်ပြီးတော့ strawberry ဟာခက်လိုက်တာအုံနောက်အရင်သုံးလိုက်ရတာဘယ်လိုလုပ်ကြမလဲ gosh မောလိုက်တာရဲမောသွားဒီခါကိုလေအကုန်မထည့်အောင်အဲဆိုတော့မကုန်ဘူးဟိုကလေလက်ဆေးပြီးပြီနော်သိလားနောက်ပြီးတော့တိတ်မယုံချနဲ့ vlogger တွေ blogger တွေလက်ဆေးပြီးနော်မြင်မမြင်ရတာဟုတ်တယ်မလားအပြောလေးပဲရှိတယ် maybe အညာခံနေရပြီရှက်စရာရဘယ်လိုခေါ်လဲမသိဆလာမီဆလာမိုအဲ့ဟာရှိရကွာတိလားအားလုံးမတကယ်ဒီထက်တေးသေးဟာဝယ်ရမှာဒါပေမဲ့စိတ်ရှာနိုင်တလားပါအဲ့လောက်ပဲရှိလို့တနေရပဲသွားတယ်နောက်ပြီးတော့လေအသားပါရဲ့မှာဝယ်ရမှားသွားရခေါ်ရမှားသွားရဆိုလို့ရှိရင်လေ don't be too serious นะ it's okay นะပြောနေမယ်စီပါအားလုံးအဖြစ်တယ်Why so serious? အရင်ဟဲဟိုကလုံနေအမနဲ့ဟဲလက်သေးရရှိပဲဟဲလက်လည်းမစီဟဲစပင်ဖတ်လိုက်နဲ့မစားပြနဲ့ Don't be too serious. And then cracker. Thai English နဲ့မြန်မာ English နဲ့မတူနော်အားလုံး as you might know. So like for example, Myanglish နော် in English actually it's partner or like British accent နဲ့ဆိုရှင် လို့မထွက်ဘဲနဲ့နာလို့ထွက်ရင်ထွက်မယ် partner something like that but Myanglish ဆိုရှင် partner ဟုတ်တယ်မလားဒါ partner ဒါပေမဲ့ Thai ဆိုရင်တော့ partner လို့ထွက်မယ်ကွာဒါ Thai English ပေါ့နော်တချို့ဆိုရှင်လုံးဝနားမလည်နိုင်အောင်နားလေ it's okay it happens oh cheese I forgot cheese so cheese ဟိုလေဒါမရှိလို့နော်အဲ့ဒါကြောင့်မလို့ဒါနဲ့လောက်တာပါကျွေးပါချက်ပြောမလဲ don't be too serious နာအမှန်တကယ်ဆိုပြီးဟိုက brie cheese လေဟာ brie cheese တို့ blue cheese တို့အရင်ကြိုက်တာ but ကျန်ခဲ့ပါအခုစီရီခေါက်ရိုက်မှာလေခေါက်ရိုက်မှာအဲ့ဒီဟိုကကိုစားချင်တဲ့ cheese ချက်ချင်းရကျင်တာကွာအဲ့ဟာမရှိဘူးဖြစ်နေ so cheese ကို series အရင်မခွဲချင်နောက်မှလက်နဲ့ပြန်ဖက်ပြီးတော့ထည့်လိုက်မယ်เนาะအားလုံးလက်နဲ့စားရလဲဘာမှမဖြစ်ဘူးလေနော်မြန်မာလူမျိုးရလဲထမင်းကိုလက်နဲ့အဲ့လိုစားကြပဲဟုတ်တယ်မလားလက်သေးရှည်မရှိရတော့စားမယ် so first you can put anything ဒါပေမဲ့ series အသားနဲ့အရင်ထည့်မယ် and then cheese ငါဒီလိုကြိုက်ပြီးဒီလိုထည့်ရင်လည်းငါ့ကိုပြောမယ်နော်ဘာပဲလို့စားတာပါ and then cracker ကလည်းလုံးဝ original ဟာကိုဝင်ပိုကောင်းမှာပါဒါပေမဲ့ series ဟာနည်းနည်းစားများတယ်ဟာ
ကက်နီးနီးလေးပြပါမယ်ရှင်ဟာဒီလိုမျိုးလေးပါနည်းနည်းကျင်သွားဒီကအရင်စားမိလိုက်လို့စစ်ပြီးစားကျင်တဲ့အသားမရှိလို့မှန်တကယ်ဒီဟာမဟုတ် anyway ရှိတဲ့ဟာနဲ့စားရမှာပေါ့ quails ဟာဒီတော့ချမယ်အားလုံး cheese ကလေပြားရည်နဲ့အကျန်းကောင်းလာ especially brie cheese တို့ blue cheese တချို့ blue cheese မကြိုက် like နန်လို့ပေါ့နော် but စစ်ပြီးအရန်ကြိုက်တယ်အဲ့ဒီဟာတော့နောက်ပြားရည်နဲ့လေဒါကိုဒီလိုထားဖို့อ่ะမရတော့အားကြောင့်ဒီတိုင်းပဲအရင်မချင်ဘူးအလွယ်အားလုံးပဲတဲ့မှာပဲပဲလို့ခေါ်လားအစီလို့ခေါ်อ่ะသူရဖီတာရှိကိုအကြိုက်ဆုံးပဲညာဒီရတယ်အဲ့တော့မှဒစိမ့်ပြမှာအရန်တန်တယ်ညာဒါဘတ်30ကျော်ကျော် packing အလိုက်ဝယ်ရနော်6ခုလား6ထုတ်လားမသိဘူးရှိနေဒီကအစုံရတယ်30ကျော်ကျော်ပါညာဒါလည်းကြိုက်တယ် almond ဒါဘယ်လိုခေါ်လဲစတော်ဘယ်လီအလုံးဒီထဲမှာ cheese မကြိုက်တဲ့လူရှိလား I love cheese စီဗီ cheese ကြိုက်မှကြိုက်ပဲ cheese ကိုလောင်း and then အသားလေးထက် strawberry ဖြစ်လာ strawberry အရင်ကတော့ငင်းခေါ်လောက်တာ success ပါအနော်ဟဲ့တော့ပဲအားလုံးအမလေး phew မောသွားတယ်သူတို့အခုအားရပါရစားလိုက်ပါအောင်မယ်နောက်ပါ content လုပ်ရင်ကောင်းမလဲအားလုံးဖားချပြရင်ကောင်းမလဲဘာချက်ပြရင်ကောင်းမလဲ comment ထဲမှာရေးထားပြလို့ရပါတယ်ခုတော့